တော်ဘုရားသခင်ကျေးဇူးတော်အဖြစ်နေ့သာသစ်ကိုဝင်စားခွင့်ရပါပြီဒီနေ့ခေတ်မှာ Zion Spiritual Season ကနေကိုယ်အပေးခြင်းနဲ့တမန်ကျမ်းစာကတော့ရှင်မသက်ခရစ်ဝင်အခန်းကြီး9အငယ်16ဖြစ်ပါတယ်ဒိုနီတူသူတို့ဘာတို့သည်သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘ၏ဂုဏ်တော်ကိုချီးမွမ်းစေခြင်းကသူတို့ဘာရှိ၌သင်တို့အလင်းကိုလင်းစေကြလော့တောင်ပေါ်ဒေသနာထဲမှာသခင်ဖျားသွန်သင်သောတမန်ကျမ်းစာဖြစ်ပါတယ်လောကရဲ့စားလောကရဲ့အလင်းဖြစ်ကြတယ်သင်တို့ရဲ့အလင်းအားဖြင့်သူတို့ဘာတို့ဟာဘုရားသခင်ရဲ့ခမည်းတော်ဘုရားရဲ့ဘုန်းတော်ဂုဏ်တော်ကိုချီးမွမ်းစေဖို့သင်တို့ရဲ့ကောင်းမွန်တဲ့အသက်တာအဖြစ်သင်တို့ရဲ့အလင်းကိုထွန်းလင်းကြပါလို့သခင်ဘုရားကသွန်သင်ခြင်းဖြစ်ပါတယ်ဒီနေ့သခင်ဘုရားရဲ့သွန်သင်တော်မူသောနှုတ်ကပတ်ကျမ်းစာအတိုင်းကျွန်တော်တို့ကြိုးစား၍အသက်ရှင်ကြရပါတယ်ကျွန်တော်တို့ဟာလောကရဲ့အလင်းနေအဖြစ်နဲ့ကျွန်တော်တို့လောကကြီးထဲမှာသခင်ဘုရားကခန့်အပ်ထားပါတယ်ကိုစီကျွန်တော်တို့မှာသခင်ဘုရားပေးထားတဲ့ဆုကျေးဇူးများတို့အားဖြင့်ကျွန်တော်တို့ရှိသောနေရာမှာအကျိုးပြုရပါမယ်ကျွန်တော်တို့ရဲ့အလင်းအားဖြင့်သူတစ်ပါးကိုကျွန်တော်တို့လမ်းပြရပါမယ်သူတစ်ပါးအတွက်ကောင်းကြီးဖြစ်စေရပါမယ်လောကကြီးထဲမှာကျွန်တော်တို့ရှင်သန်နေထိုင်သွားလာကြတဲ့အခါမှာဒီနေ့သခင်ဘုရားကိုယုံကြည်ကိုးစားသောသူများကဲ့သို့ကျွန်တော်တို့အသက်ရှင်ရပါမယ်ကျွန်တော်တို့ရဲ့အသက်ရှင်မှုဟာလောကီပုံသဏ္ဍာန်ကိုဆောင်လို့မဖြစ်ပါဘူးတမန်တော်ကြီးရှင်ဘောလူကယောမဩဝါဒစာအခန်းကြီး7အငယ်1မှာသင်တို့သည်လောကီပုံသဏ္ဍာန်ကိုမဆောင်ကြနှင့်ကောင်းမြတ်သောအရာနှစ်သက်ပွေသောအရာစုံလင်သောအရာတည်းဟူသောသခင်ဘုရားအလိုတော်ရှိသောအရာကိုအရာသည်အဘယ်အရာဖြစ်သည်ကိုသင်နိုင်မည်အကြောင်းစိတ်နှလုံးကိုအသစ်ပြင်ဆင်ပြီးပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့ဒီနေ့လောကရဲ့အလင်းဖြစ်နေကျွန်တော်တို့အသက်ရှင်ကြရတဲ့သူတွေဟာလောကီပုံသဏ္ဍာန်အတိုင်းလောကရဲ့အကြိုက်အတိုင်းကျွန်တော်တို့နေလို့မရပါဘူးသခင်ဘုရားနှစ်သက်ဖွယ်သောအသက်တာသခင်ဘုရားအလိုတော်ရှိသောအသက်တာပုံသဏ္ဍာန်နဲ့ကျွန်တော်တို့ဟာကျွန်တော်တို့ရှိသောနေရာမှာအလင်းဖြစ်နေအသက်ရှင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အသက်တာဟာလောကကြီးထဲမှာသူတို့ဘာအတွက်အလင်းဖြစ်စေရမှာဖြစ်ပါတယ်ဘုရားသခင်ရဲ့ဘုန်းတော်နာမတော်ကိုကျမတို့ရဲ့အသက်တာအဖြစ်ဖော်ပြခွန်အားပေးကျွန်တော်တို့ရဲ့အလင်းကိုလင်းခြင်းအဖြစ်ခမည်းတော်ရဲ့ဘုန်းတော်ထင်ရှားစေဖို့ကျွန်တော်တို့နေထိုင်သွားလာလုပ်ကိုင်ရမှာဖြစ်ပါတယ်ဓမ္မတော်ကြီးရှင်ပေါလုကကောရိန္သုသင်းသားတွေကိုသတိပေးပါတယ်ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး10အငယ်31မှာသင်တို့သည်စားတော်၎င်းတောက်တော်၎င်းမြည်သည့်အမှုကိုပြုတော်၎င်းဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ခတ်သိမ်းသောအမှုကိစ္စကိုပြုကြလော့ဒီနေ့ကျွန်တော်တို့လှုပ်ဆောင်တဲ့အမှုရာအားလုံးတို့သည်ဘုရားသခင်ရဲ့ဘုန်းတော်ကိုထောက်ထား၍လှုပ်ဆောင်ကြဖို့လိုကြောင်းတမန်တော်ကြီးရှင်ပေါလုအားဖြင့်သွန်သင်ခြင်းခံရပါတယ်စားသောက်နေထိုင်သွားလာလုပ်ကင်ဆောင်ရွက်တဲ့အမှုရာအားလုံးတို့သည်သူတို့ဘာရှိမှထိမိ၍လဲเสียမဖြစ်စေဘဲနဲ့ဘုရားသခင်ရဲ့ဘုန်းတော်နာမတော်ကိုချီးမွမ်းเสียသူတို့ဘာအတွက်တည်ဆောက်เสียဖြစ်စေဖို့ကျွန်တော်တို့ကြိုးစား၍နေထိုင်ရပါမယ်သခင်ဘုရားကသင်တို့ဒီဤလောကရဲ့အလင်းဖြစ်၏ဒီနေ့လောကရဲ့အလင်းအဖြစ်နဲ့ကျွန်တော်တို့ဆက်ပြီးတော့မှရှင်သန်နေထိုင်သွားလာဖို့လိုအပ်ပါတယ်လောကရဲ့အလင်းအဖြစ်နဲ့ကျွန်တော်တို့ဒီမိမိရှိသောနေရာမှာအကျိုးပြုဖို့ဖြစ်ပါတယ်သခင်ဘုရားကမှာခဲ့ပါတယ်သူတစ်ပါးတို့ဟာသင်တို့ရဲ့ကောင်းတဲ့အကျင့်ကိုမြင်ပြီးကောင်းကင်ဘုံ၌ရှိတဲ့သင်တို့ရဲ့အဘရဲ့ဂုဏ်တော်ကိုချီးမွမ်းစေဖို့သင်တို့ဟာသူတစ်ပါးရှိမှသင်တို့ရဲ့အလင်းကိုကောင်းမွန်စွာလင်းပြကြပါသခင်ဘုရားကမှာခဲ့ပါတယ်ချစ်တော်မိတ်ဆွေတို့ကျမတို့ဟာလောကရဲ့အလင်းဖြစ်ပါတယ်သခင်ဘုရားအားဖြင့်ရရှိထားတဲ့တမန်တရားအလင်းကိုကျွန်တော်တို့ရဲ့ရှိသောနေရာမှာထွန်းလင်းစေခြင်းအားဖြင့်ခမည်းတော်ရဲ့ဘုန်းတော်ခမည်းတော်ရဲ့ဂုဏ်တော်ကိုထင်ရှားချီးမွမ်းစေနိုင်သော
ယုံကြည်သူများဖြစ်အောင်ကြိုးစားဖို့နှိုးဆော်ခြင်းပါတယ်သခင်ဖျားပြီးတော့အလင်းကိုစီထွန်းလင်းနိုင်သောသူများဖြစ်ဖို့ကြိုးစားကြပါစို့ဆုတောင်းကြစို့ဖဖျားသခင်ကိုရောသည်ကျွန်တော်ကျမတို့ကိုလောကရဲ့အလင်းဖြစ်ကြောင်းသွန်သင်ခဲ့ပါသည်ကျွန်တော်ကျမတို့ရဲ့ကောင်းသောအကျင့်ကိုမြင်ခြင်းအားဖြင့်သူတစ်ပါးတို့သည်ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့ရဲ့အဘရဲ့ဂုဏ်တော်ကိုချီးမွမ်းစေဖို့ရန်အတွက်ကျွန်တော်တို့သည်ကိုစီအလင်းပီသစွာဖြင့်အသက်ရှင်နေထိုင်ကြဖို့သခင်ပြမိန့်ပါခဲ့သည့်အတိုင်းလောကရဲ့အလင်းလောကရဲ့စားဖြစ်နေကျွန်တော်တို့သည်နေထိုင်သွားလာနိုင်ဖို့ကောင်းကြီးသည့်ဆုကျေးဇူးတင်များတို့ကိုပြင်ဆင်ပေးပါမိကြောင်းမြတ်သောသခင်ယေရှုရဲ့နာမကိုမြည်ပြည့်ဆုတောင်းပါသည်ဖာအာမင်